Hey, Gabriel. Follow me now. ဒီကောင် fight စာရေးထင်တယ်ဒီကောင်ဘာချက်ချွေရင်ကောင်းလဲ အမေယူရင်းချင်းစီကြွေးကြည့်မလား အေးယူရင်းချင်းစီမဆိုယူရင်းချင်းစီတော့ဝင်လိုက်မယ်လေနော် ဒီမနေ့ကတော့အမေရုပ်တော့ဝယ်ပြီးသွားပြီဒါပေမဲ့အခုအမေရုပ်ဝယ်ပြီးပြန်လာတော့အလုံးနဲ့ရှိုးသွားတယ်မချက်ဖြစ်ဘူးည7နာရီထိုးပြီဆိုတော့အခုမနေ့ရအောင်မယ်ဆိုတော့အမေရုပ်ကအေးခန်းမှာထားလိုက်တယ်ပေါ့နော်နည်းနည်းကြာသွားပြီဆိုတော့အခုအဲ့ဒါယူပြီးတော့ပြင်ဆင်ပြရမယ် so ဒီနေ့ဘယ်နှတုံးလုံးအောင် နှစ်တော့ တော့ okay နှစ်တုံးလုံးတရိုးလုံးကိုဝယ်လာတယ်ဆိုတော့ဒီလိုပဲဒီနေ့တော့ဒီဆိုင်ကဆိုဒီဆိုင်ကိုချသူကလုံးဝသူပေးလိုက်တော့လက်ဆက်ဆက်အိမ်အောင်ဝရေးခဲလိုက်တာပေါ့နော်ဆိုတော့ကြည့်အောင်ပါအားတွေအများကြီးပါတယ်ချင်းစီတွေအများကြီးပါတယ်ပေါ့မှာOkay, ဒီလိုမျိုးပဲဘာမှမထည့်ဘူးဒီတိုင်းပဲ oven ထဲမှာဆိုပုံမှန်ကတော့ကျွန်တော်တို့200 degree မှာ20 minute ထားတယ်ဆိုစောင့်ရတော့ကဲပြုတ်ထားပြီဆိုတော့စောင်းနေနဲ့ coffee တီးတောက်ရတာပေါ့ စဘိုးမေရောဘာလို့ကြွေးချင်လဲ မတီးဘူးလေဒီမှာသူများတွေကျွေးရတွေ့လို့မကောင်းလား ကောင်းလေ အေး သူ့ကတော့တက်တယ်တော့အများကြီးပါတယ် ပါလိမ့် တန်တက်ပါတယ်ကလေးအောင်တော့ဖွံ့ဖြိုးဖို့အတွက် fatty acid တို့ omega 3တို့ပါတယ် vitamin A vitamin K vitamin B12 လိုအပ်တဲ့ဟာတွေကုန်ပါတယ်ကလေးလိုရပါတယ် အဲ့တခုစဉ်းစားမိရသူများတွေကျွေးရတာကျွေးရဒီကောင်ကအဲ့အစီကဲကြီးတော့ကျွေးရင်ဒီကောင်အီးတော့မသိဘူးစမ်းစမ်းအောင်လည်းအီး အီးမယ်ဆိုတော့တခြားတစ်ခုနဲ့ရောကျွေးကောင်းတယ် ဘာမဲ့ထက်ပါနဲ့ရောကျွေး မဖြစ်ဒီမှာတော့ဟာရှိတယ်ဟိုကအုံနေရှိတယ်ရွှေဖြုံသေးရှိတယ်ကစုံရှိတယ်အဲ့တော့မျိုးနည်းနည်းဒီမော်တမျိုးနည်းနည်းစီနဲ့ပြုတ်လိုက်မယ်ပြုတ်ပြီးတော့အကုန်လုံးကြိတ်သွားတဲ့အထိကြိတ်လိုက်ကြိတ်ပြီးတော့မှအဲ့ဟာနဲ့သူစားမလောက်နဲ့ထည့်ပြီးတော့မှလုပ်ထားတဲ့ပုံမျိုးနဲ့ရောပြီးတော့လည်းကျွေးလိုက်မယ် မဆိုရတာရှင်းတယ်ရွက်အသားတွေပေါ့အသားမထည့်ဘူး တော့လို့ဆိုတော့မရှိဘူးခေါ်ပုံမျိုးနဲ့အရွယ်နဲ့ကျွေးလိုက် နည်းနည်းများထည့်နည်းနည်းများချက်ကျွေးချရအောင်မစားတော့ဘူးကြိုက်တယ်ဒီခါလေးဗီဒီယိုထဲမှာဒီခါလေးဒီစားထားတဲ့ပြလိုက်ပါမယ်စမ်းစမ်း
BB ကတော့စားလိုက်ပြီတော်တော်များများကုန်သွားတယ်ရတာအကောင်းတယ်ရှင်လေဒီချိုလေးနဲ့နောက်ဗီဒီယိုတွေကြားလို့ရှိရင် BB ကိုပါတယ်ကျွေးတယ်ဘယ်လိုတွေပြင်ဆင်လဲဆိုအသေးစိတ်ရိုက်ပြပါမယ်